မင်္ဂလာပါရှင်မြန်မာဖုန်းချန်နယ်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ကြောက်ဖြူကစီမံကိန်းတွေအတွက်တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုကိုစစ်ကောင်စီလိုင်စင်ချပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိနေတဲ့တရုတ်စီမံကိန်းတွေနဲ့ဆက်လက်အကောင့်ထဲပေါ်မဲ့စီမံကိန်းတွေအတွက်တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုကိုစစ်ကောင်စီပြည်ထောင်ဝန်ကြီးဌာနမှမနေ့ကစက်တင်ဘာ15ရက်မှာလိုင်စင်ချပေးလိုက်ကြောင်းနေပြည်တော်ရောက်ရခိုင်အတိုင်းဝိုင်းနေစီမှသိရပါဗျ။နေပြည်တော်ရခိုင်သတင်းရင်းမြစ်တအုပ်ကမနေ့ကပြည်ထရေးကနေကြောက်ဖြူစီမံကိန်းတွေအတွက်တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုကိုလုပ်ငန်းလိုင်စင်ချပေးလိုက်ပါတယ်။ဒီသတင်းကအတည်ပြုလို့ရပါတယ်။ဘယ်ကုမ္ပဏီကိုချပေးမလဲဆိုတာကစုံစမ်းနေဆဲဖြစ်ပါတယ်။ချပေးတာကမှန်ပါတယ်လို့ပြောပါတယ်။စစ်ကောင်စီကပြည်တွင်းပြည်ပပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများလက်နက်ကင်ဆောင်ပြီးရတဲ့ဥပဒေတစ်ခုကိုပြန်ထမ်းထားပြီးတရုတ်လုံခြုံရေးကုမ္ပဏီကိုကြောက်ဖြူကိုအများပြားဝင်ရောက်လာနိုင်ကြောင်းပြီးခဲ့တဲ့လအနေငယ်ကထောက်ပြပြောဆိုမှုမြင့်တက်လာခဲ့ပါတယ်။အခုစစ်ကောင်စီလိုင်စင်ထုတ်ပြီးတဲ့တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုရဲ့အမည်ကိုသတင်းဌာနအနေနဲ့စုံစမ်းနေဆဲဖြစ်ပြီးကြောက်ဖြူရှိမြစ်တီစီမံကိန်းမှာလုံခြုံရေးရှုသွားမလဲဆိုတာကိုလည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။လက်နက်ကင်မီရလာတဲ့ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီကိုစစ်ကောင်စီပြဋ္ဌာန်းပြီးတဲ့နောက်လွန်ခဲ့တဲ့3လခန့်ကတရုတ်ကုမ္ပဏီတစ်ခုမှလက်နက်ကင်ဆောင်ပြီးကြောက်ဖြူကတရုတ်စီမံကိန်းအချို့မှာနေရာယူထားကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တရုတ်လုံခြုံရေးကုမ္ပဏီများကြောက်ဖြူစီမံကိန်းတွေကိုအများပြားဝင်ရောက်ပြီးအာရခတက်တော်အေးထိုးစစ်တွေကိုအနှောက်အယှက်ပေးနိုင်ကြောင်းလည်းရခိုင်စီရေးသုံးသက်သူတအုပ်ကပြောပါတယ်။ကြောက်ဖြူစီမံကိန်းတချို့နေရာတွေမှာအထူးသဖြင့်မဒင်းကျွန်းဘက်ကစီမံကိန်းတွေမှာစစ်ကောင်စီတပ်သားတချို့ရှိနေတယ်။အေအေကကြောက်ဖြူမှာအင်းနဲ့အားနဲ့ထိုးစစ်ဆင်လာရင်အဲ့ဒီစစ်ကောင်စီတပ်သားတွေကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အကူအညီနဲ့အေအေကိုခုခံတာမျိုးကြုံရင်နိုင်တယ်လို့ပြောပါတယ်။အာရခတပ်တော်အေအေကမဒင်းကျွန်းရှိတရုတ်စီမံကိန်းနေရာကလွဲပြီးစစ်ကောင်စီတပ်စခန်းတွေရှိတဲ့နေရာတွေကိုခုခံစစ်ထိုးစစ်ခြင်းဖြင့်ဆင်နွှဲနေပြီးတရုတ်စီမံကိန်းကြောင့်ကန့်သက်ဖြစ်တာထိုးဖောက်နိုင်ကြောင်းလည်းစစ်ရေးသတင်းအရှင်းမြစ်တအုပ်ကပြောပါတယ်။အေအေရဲ့ထိုးစစ်တွေကကြောက်ဖြူမျိုးနီးနေရောက်သွားပြီးအခုထိုးစစ်ဆင်နေတဲ့အမှတ်30နေရဲတက်ရင်ဆိုရင်ကြောက်ဖြူမျိုးနဲ့တိတ်ဝေးတာမဟုတ်ဘူးမဒီကျုံကနောက်မှကြံခဲ့တယ်ဒါကြောင့်စစ်ကောင်စီတပ်တွေကမဒီကျုံကနေတရုတ်လုံခြုံရေးဝန်ထမ်းတွေအကူအညီနောက်ကျောကနေအေအေကိုပြန်တိုက်တာမျိုးလုပ်လာနိုင်တယ်ဒါကြောင့်ကြောက်ဖြူမှာအေအေရဲ့ထိုးစစ်တွေကအကန့်အသတ်နဲ့သာထိုးဖောက်နိုင်တယ်လို့ပြောပါတယ်ကြောက်ဖြူကတရုတ်စီမံကိန်းတွေကိုတရုတ်လုံခြုံရေးကုမ္ပဏီများဝင်ရောက်လာမှုမှာမြေပြင်အခြေအနေအရဖြစ်နိုင်ခြေနေကြောင်းနဲ့အာရခတက်တော်အေအေရဲ့တိုက်ပွဲဖော်ဆောင်မှုကိုနှောက်ယှက်မှုလေအလွန်နေကြောင်းကြောက်ဖြူရှက်သားအဖွဲ့အစည်းအဝေးတစ်ခုမှထိပ်ပိုင်းခေါင်းဆောင်တအုပ်ကတုံ့သက်ထားပါတယ်။ကြောက်ဖြူကိုတရုတ်လုံခြုံရေးတွေလာမယ်ဆိုတာကဖြစ်နိုင်ခြေနေပါပါတယ်။စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာတာရှကောင်းရှာနိုင်မယ်။ရခိုင်စစ်မြေပြင်မှာတော့ဖြစ်နိုင်ခြေအလွန်နေပါတယ်။အေကလည်းတရုတ်ကြောင့်ဆိုပြီးကြောက်ဖြူမျိုးသိန်းတိုက်ပွဲကိုရှင်းလိုက်တာမျိုးကလုံးဝမဖြစ်နိုင်ဘူးလို့ပြောလို့ရကြောင်းပြောပါတယ်။2024ခုနှစ်နိုဝင်ဘာလမှာစစ်ကောင်စီနဲ့တရုတ်ကုမ္ပဏီတို့ကကြောက်ဖြူထူးစီးပွားရေးစံကိုကာကွယ်နိုင်ဖို့ပူးပေါင်းလုံခြုံရေးဖွဲ့စည်းတစ်ခုကိုဖွဲ့စည်းထားခဲ့တာပါအဲ့ဒီလုံခြုံရေးကိုတာဝန်ယူတဲ့ကုမ္ပဏီက Joint Venture Security Company လို့သိရပြီးတရုတ်ကုမ္ပဏီ CITIC Group တို့ကကြီးကြပ်သွားမယ်လို့သိရပါတယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေတို့ကြားနှစ်ဖက်တိုက်ပွဲတွေကနေ့စဉ်နှိပါဖြစ်ပွားလျက်ရှိပြီးလက်ရှိအချိန်ထိတရုတ်လုံခြုံရေးကုမ္ပဏီတွေကတိုက်ပွဲကိုဝင်ရောက်ဆွတ်ဖက်ခြင်းမရှိသေးကြောင်းဒေသခံသတင်းအရင်းမြစ်တွေစီကသိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့တပတ်အတွင်းရန်ကုန်မှာလူ30ကျော်အဖမ်းခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းကမြို့နယ်10မြို့နယ်မှာတပတ်အတွင်းလူ33ကိုစစ်တပ်ကမတရားဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ15ရက်ရန်ကုန်စကော့နက်ဝက်ကအချက်လက်တွေရသိရပါတယ်။အရှိတကုံအလုံးလှိုင်သာယာမင်္ဂလာတော်ခရမ်းတန်လင်ကမာရွတ်ဗဟန်းကြောက်တရားနဲ့မယန်းကုန်းမြို့နယ်တွေကအရက်သား30ကျော်ကိုစက်တင်ဘာ10ရက်မှ14ရက်တွင်စစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။စစ်တပ်ကသတင်းအတိအကျရရှိပြီးရှာဖွေဖမ်းဆီးခံရသူ10ဦးလမ်းပေးထိုင်နေတာကြောင့်လို့အကြောင်းပြဖမ်းဆီးခံရသူ3ဦးလမ်းမပေါ်ရှမ်းတန်းအစွဲခံရသူ22ဦးနဲ့ခိုးမှုနဲ့အဖမ်းခံရပြီးစစ်မှုထမ်းနဲ့အထက်ခံရသူ2ဦးတို့ဖြစ်ကအကြားအစစ်ပြီးဖမ်းဆီးခံရသူတွေနဲ့ချုံနှောင်ခံရသူတွေလည်းရှိသေးပြီးအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။သူကစစ်မှုမထမ်းခြင်းကြတော့လူစားတို့အယောင်းဝယ်လုပ်ငန်းကလည်းကြေကြေပြန့်ပြန့်ဖြစ်လာပြီးလူကုန်ကူးမှုကိုပေါ်တင်တင်ကျူးလွန်နေကြတာအဖမ်းအဆီးကအရက်ဝတ်တွေနဲ့ပါဖမ်းတာဆိုတော့ပေါ်တာဆွဲလာလားပြန်ပြီးဆွဲရလားလည်းမသိနိုင်ဘူးလက်လုံလက်စားသမားအလုပ်သမားတွေလည်းကြီးလန့်စားစားအလုပ်ဆင်းနေရတာလို့အလုပ်သမားအရေးလှုပ်ရှားသူမျိုးသားတောက်ကပြောပါတယ်လက်ရှိမှာတော့လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်ခံရမှုတွေကနေရာဒေသအသီးသီးမှာဖမ်းဆီးမှုတွေနဲ့လူငယ်ပြောင်းဆုံးမှုတွေများပြားနေတာကိုသတင်းတွေရသိရပါတယ်
စစ်ကော်မရှင်ကလက်ရှိအချိန်မှာတိုင်းဒေသလက်နက်ကိုင်တွေထံစီရေးအရာရှုံးနေပြီးတိုင်းနယ်ပြည်နယ်အများပြားမှာပြည်သူများကိုဖမ်းဆီးတာစစ်မှုထမ်းအဓမ္မခိုင်းစေခဲ့တဲ့နေရာအမှတ်စဉ်19တိရောက်ရှိနေခဲ့ပြီးစစ်မှုထမ်းအမှတ်စဉ်တစ်ခုကိုလူ9000လုံးနဲ့တစ်နှစ်ကိုအင်အား9000ကျော်မယ်လို့စစ်ကောင်စီကနိုင်ငံပိုင်မီဒီယာတွေကနေတဆင့်ပြောဆိုထားပါတယ်။ RSN အဖွဲ့ကရန်ကုန်တိုင်းတွင်မြို့နယ်အသီးသီးမှာလူငယ်တွေဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့စစ်ကောင်စီတပ်သားတွေရဲ့လှုပ်ရှားမှုတွေကိုနေ့စဉ်မှတ်တမ်းတင်နေတဲ့အဖွဲ့ဖြစ်သလိုလက်တွေ့အခြေအနေမှာဒီထက်ပိုမိုဆိုးရွားနိုင်တယ်လို့လည်းရန်ကုန်မြို့ကန်တွေရဲ့ပြောပြချက်အရသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကရင်ပြည်နယ်မှာစစ်ကောင်စီတပ်စစ်မျက်နှာချိန်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြဝတီတင်ငန်းညီနောင်ကော့ကရိတ်ကျုံတို့ကားလန်တခြားကိုပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးရဲ့နောက်စစ်ကောင်စီတပ်ကမြဝတီမြို့တောင်ဘက်၄ကိတ်ကော်မြို့တင်နဲ့ကော့ကရိတ်ကျိုင်းစိတ်ကြီးလန်ကျုံတို့နဘူးလန်ပိုင်းတွေကိုစစ်မျက်နှာချဲပြီးထိုးစစ်ဆင်တာတွေဆက်လက်လှုပ်ဆောင်လာနေပါတယ်။နေဆက်ကုံသွဲရေးအတွက်အရေးပါတဲ့လမ်းပိုင်းတွေဖြစ်တဲ့ကျုံတို့ကော့ကရိတ်လမ်းပိုင်းကိုပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းတုန်းကစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပြီးကော့ကရိတ်တင်ငန်းညီနောင်မြဝတီလမ်းပိုင်းကိုစက်တင်ဘာလအစောပိုင်းမှာစိုးမိုးနိုင်ပြီးလို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားတာပါကော့ဂရိတ်တင်ငန်းညီနောင်မြဝတီအာရှလမ်းပိုင်းတစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးလို့စစ်ကောင်စီတပ်ကထုတ်ပြန်ပြောဆိုထားပြီးမြအာရှလမ်းအပါအဝင်မြဝတီကော့ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းနေဘက်မှာနှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေရလို့ကရင်သတင်းအရှင်းမြစ်တွေကပြောပါရယ်တနေ့နှစ်ခါသုံးခါထိတွေ့မှုဖြစ်တယ်လို့လည်းပြောတယ်လို့ကရင်သတင်းအရှင်းမြစ်တအုပ်ကပြောပါရယ်တင်ငန်းညီနောင်အခြေချစစ်ဗျူဟာကိုပြန်လည်သိမ်းပိုက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကမြဝတီမြို့အခြေဆိုင်ခလာရ285တန်ရင်ဌာနချုပ်ထဲကိုပြန်လည်ဝင်ရောက်လာပါတယ်အဲ့ဒီနောက်ခလာရ285တန်ရင်ကနေတစဉ်မြို့တောင်ဘက်မှာရှိရဲ့လက်ခတ်တောင်ကိုလည်းထိန်းချုပ်ထားလိုက်ပြီးတပ်ဆွဲထားပါတယ်တဆက်ထဲမှာပဲ၄ကိတ်ကော်မြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့အတွက်အမိပြင်ကနေစစ်ကြောင်းထိုးဖို့ပြင်ဆင်စုဖွဲ့မှုတွေလှုပ်ဆောင်နေသလိုဝင်းဟင်ကနေလည်းဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးပစ်ကူတွေလည်းပြုလုပ်လာပါတယ်။ဒါကြောင့်လီကီကောပဟီကလော်တီမဲဝါခီဖလူးစားတဲ့ကြေးရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကရင်သတင်းအရင်းမြစ်တွေကပြောပါတယ်။နေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့လီကီကော်မြို့နယ်အနီးတစ်ဝိုက်ကကြေးရွာတွေကစစ်ရှောင်ပြည်သူတွေအတွက်အစာအသောက်ရေဆေးဝါးနဲ့အမိုးကနေထိုင်စရာတွေလိုအပ်တယ်လို့လီကီကော်လူငယ်ကွန်ရက်ကပြောပါတယ်။ကော့ဂရိတ်မြို့နီမှာရှိတဲ့ကော့ဂရိတ်ကျိုင်းစိတ်ကြီးလမ်းပိုင်းကိုလည်းထိုးစစ်ဆင်နေတဲ့အတွက်မြောက်ကြရင်လှိုင်ကွယ်ဝိဇာကုန်းတောင်ကြရင်လောင်းကန်ဖားကြစတဲ့ကြေးရွာတွေကဒေသခံတွေကထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကရင်သတင်းအရင်းမြစ်တွေကပြောပါတယ်စစ်တပ်ကမြောက်ကြရင်ရွာမှာရောက်နေပြီးစစ်သားတွေကတော့ထွက်ပြေးကြပြီးပေါ့တချို့တက်ကြီးပိုင်းတွေတော့အိမ်ဆောင်ဖြစ်ကြံခဲ့မယ်ရွာထဲမှာလက်နက်ကြီးတွေမကြာခဏတော့ကြပြီးပေါ့အဲ့ဒီသတင်းရင်းမြစ်တွေကပြောပါရယ်ကော့ဂရိတ်ကျိုင်းစိတ်ကြီးကားလမ်းပေါ်မှာရှိတဲ့တောင်ကျိုင်းရွာထဲမှာစစ်ကောင်စီလက်အောက်ခံနေမြေရဲစခန်းတစ်ခုရှိပြီးအဲ့ဒီရဲစခန်းကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလအတွင်းက KNU ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါဒါအပြင်ကော့ဂရိတ်မြို့နယ် KNU တပ်မ9ထိန်းချုပ်နယ်မြေကျုံတို့နဘူးလမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်ကျုံပိုင်းတောင်တန်းတစ်ဝိုက်မှာတိုက်ပွဲတွေဆက်ဖြစ်နေရလို့ဆိုပါတယ်ဆက်လက်ပြီးမန္တလေးမုံရွာလမ်းမှာအကြမ်းဖက်စေအုပ်စုကိုမိုင်းဆွဲတိုက်ခိုက်ရာ၄ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မန္တလေးမုံရွာလမ်းမှာအကြမ်းဖက်စေအုပ်စုကိုမိုင်းဆွဲတိုက်ခိုက်ရာ၄ဦးသေဆုံးခဲ့တယ်လို့မုံရွာခရိုင်အမှတ်၄တပ်ရင်းချင်းတွင်း Attack Force ကသတင်းထုတ်ပြန်ပါတယ်။လူထုပေါ်အနိုင်ကျင့်စက်ကြီးကောင်းတွေနဲ့အကြမ်းဖက်စေအုပ်စုတပ်ဖွဲ့ဝင်တွေကိုအဝေးထိန်မိုင်းနဲ့တိုက်ခိုက်တယ်လို့ဖော်ပြထားပါတယ်။စက်တင်ဘာလ16ရက်ဒီကနေ့မနက်8:00နာရီခွဲခန့်မှာမန္တလေးမုံရွာလမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စေအုပ်စုတပ်ဖွဲ့ဝင်တွေကိုအဝေးထိန်မိုင်းနဲ့တိုက်ခိုက်တာဖြစ်ပြီး၄ဦးထိသေဆုံးနိုင်ပြီးလက်နက်ငယ်တွေပြန်လည်ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်လေးအထူးကွန်မန်ဒိုတပ်ဖွဲ့မုံရွာThe Boys တပ်ခွဲ2 9မြင်းဆောင်ကွန်မန်ဒို Force မုံရွာခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်218တပ်ခွဲ3နဲ့တမူးခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်4တိုင်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။